ခရစ်တော်၌ချစ်ခင်ရတဲ့ညီကိုမောင်နှမသားသမီးပေါင်းတို့ကျွန်တော်ဟာဒီနေရာမှာဗလန်ကန်ဒီပွဲတော်ကျမ်းမာခြင်းရဲ့မေတော်ပွဲတော်ကိုကျင်းပဖို့ရအတွက်စုယုံကြတယ်တခြားနှစ်တွေထက်ပိုးတော်မှလူစီကားတဲ့ပုံစံတွေ့ရတယ်တနုကနေလည်းဖြစ်တဲ့အတွက်ဗလာသူတွေကတော့များတယ်ဘုန်းတော်ကြီးတွေကြတော့သူတို့ရဲ့မစ္စတရားဟောရတဲ့အတွက်ကြောင့်မို့နေရင်လည်းနေမှာပေါ့ပျော်ရွှင်ဝမ်းမြောက်တဲ့နှလုံးသားနဲ့အားလုံးကိုကြိုဆိုပါတယ်ကျမ်းမာခြင်းသာမကဘဲနဲ့နိုင်ငံတော်ဝန်လုံးမှာငြိမ်းချမ်းသာယာဝပြောခြင်းနဲ့ပြေဝနိုင်ဖို့ရအတွက်မေတော်ရဲ့ဂျာဝေစုပန်ပေးခြင်းအပြင်ကိုတောင်းလျှောက်ပါတယ်နေ့စဉ်တိုင်းလိုကျွန်တော်ဟာဒီပွဲတော်ကြီးကိုသင်တို့နဲ့အတူကျင်းပခွင့်ရရှိတယ်ဒီနှစ်မှာတော့ထူးခြားတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကကျွန်တော်ဟာအိန္ဒိယနိုင်ငံမှာရှိတဲ့ဗလန်ကန်နီမေရော်ရဲ့ဗိမာန်တော်စီကိုဖျားဖူးသွားရောက်ခဲ့တယ်တကယ်ကိုပဲထူးခြားတဲ့ဝိညာဉ်ခွန်အားရရှိခဲ့တယ်အဲ့ဒီဗိမာန်တော်ထဲမှာဆုတောင်းရင်းနဲ့တို့တူးစီနဲ့ကျွန်တော်တို့ရဲ့နိုင်ငံတော်ကြီးကိုဘုရားသခင်ရဲ့ပလင်ထက်မှာတင်ပူဇော်ခဲ့ပါတယ်ကျွန်တော်ဒီနေ့ဂုဏ်ပြုနေကြတဲ့ငြိမ်းချမ်းရေးရဲ့မဲတော်ဟာကျွန်တော်ရဲ့အမိမြန်မာနိုင်ငံတော်အပေါ်မှာထာဝရငြိမ်းချမ်းခြင်းပေးသနာတော်မူပါစေမေတော်ဟာဒုက္ခရောက်နေတဲ့သူတွေဝေဒနာခံစားရတဲ့သူတွေရဲ့မိခင်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပူဆွေးသောကတွေမေတော်သိတယ်ဒီနေ့ဒီနေရာမှာမေတော်ရဲ့ဂျာဝေဆုတောင်းပေးခြင်းကိုကျွန်တော်ခံစားဖို့ရအတွက်အထူးပဲတောင်းလျှောက်ပါတယ်ဒီနေ့မှာထောင်ပေါင်းများစွာသောဖျားဖူးတွေကဗလန်ကန်ဒီမေတော်ရဲ့ဗိမာန်တော်မှာလာရောက်စုယုံပြီးတော့မေတော်ရဲ့တကူကုသခြင်းကိုတောင်းခံနေကြတယ်ခုနမစ္စတရားမစခင်ရပဲယာမင်းကြီးရဲ့ကိုယ်စလဲကမစညာအန်ဒရီယာဖရန်တီယာမနေ့ဟိုတနေ့ဗလန်ကန်ဒီတကယ်ဗလန်ကန်ဒီမှာကျင်းပနေတဲ့ဒီ Facebook ကိုသူပြတယ်လူတွေထောင်သောမကပြည့်ညက်ပြီးတော့နေကြတယ်မေတော်ကိုဘာသာပေါင်းစုံတွေကတရားကြည်ညိုကြတယ်ဘာဖြစ်လို့လဲဆိုတော့မေတော်ဟာသားတော်နဲ့လူသားတွေကြားမှာဝင်ရောက်ပြီးတော့တောင်းလျှောက်ပေးနေတယ်ကာနာမျိုးလက်ထပွဲမှာမေတော်ဟာဂျာဝင်တောင်းလျှောက်ပေးနေတယ်လို့ဒီနေ့လည်းပဲကျွန်တော်တို့အတွက်တောင်းလျှောက်ပေးနေတယ်ကျွန်တော်တို့လည်းပဲဒီနေရာမှာတူညီတဲ့မျှော်လင့်ခြင်းနဲ့ရောက်လာကြတယ်အမိမြန်မာနိုင်ငံမှာခံစားနေရတဲ့ပူဆွေးဝမ်းနည်းခြင်းတွေကိုငြိမ်းချမ်းသာယာဝါပြောတဲ့စပြည့်ရည်အဖြစ်နဲ့ပြောင်းလဲပါစေလို့မျှော်လင့်ခြင်းနဲ့ကျွန်တော်တို့လာရောက်ပြီးတော့နောက်စုယုံကြတယ်ဒီနေ့ပွဲတော်ဟာမေတော်ရဲ့ဂျာဝေကုသပေးခြင်းအကြောင်းတစ်ခုတည်းကိုပဲအထိမ်းအမှပြုကျင်းပနေတာမဟုတ်ဘူးယုံကြည်ခြင်းမျှော်လင့်ခြင်းအတိုင်းအဆမဲ့တဲ့တနာကျင်နာခြင်းတွေနဲ့ပြေဝနေတဲ့မေတော်ရဲ့အသက်တာကိုလည်းထောက်ရှုစဉ်းစားဖို့ရန်ဖြစ်ပါတယ်မြန်မာပြည်နိုင်ငံထဲမှာနေ့စဉ်စုံစမ်းခြင်းတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာမေတော်ဟာကျွန်တော်တို့အတွက်ခွန်အားနဲ့ကျေးဇူးတော်ဖြစ်လာပါတယ်မေတော်ရဲ့ဂျာဝေဆုတောင်းပေးခြင်းကိုတောင်းခံကြရင်ကျွန်တော်တို့ဟာတူဒီယုံကန်နေတာမဟုတ်ပါဘူးဒါကိုတတိယစေခြင်းနဲ့ဗလန်ကန်ဒီမှာဖြစ်ခဲ့တဲ့အဖြစ်ဟာကျွန်တော်တို့အတွက်မစိမ့်ပါဘူးသိနေကြတယ်ကျွန်တော်တို့နိုင်ငံမှာကြုံနေရတာတဲ့အတူတူပါပဲပြောမယ်ဆိုလို့ရှိရင်လွန်သွားမယ်မထင်ပါဘူးဆင်းရဲသားကောင်လေးကမေတော်ကိုနွမ်းနို့ပေးတဲ့အချိန်မှာကြီးများလာတဲ့ကျေးဇူးတော်ပြန်ပြီးတော့ရရှိတယ်ဒီအပြည့်ဖြစ်တဲ့မှာအဖြစ်ပြက်တဲ့မှာကျွန်တော်တို့အတွက်ခွန်အားကြီးတဲ့သင်ခန်းစာတွေအများကြီးရှိတယ်ဒီနေ့ကျွန်တော်တို့နိုင်ငံတော်မှာငြိမ်းချမ်းရေးနဲ့နှုတ်အများအဆက်မပြတ်စီးစင်းပါစေလို့ကျွန်တော်တို့တောင်းလျှောက်ကြတယ်
ဒီဆရာတော်နိသာသနာအုပ်စုနဲ့တခြားသောသာသနာအုပ်စုတွေဟာတဘာဝဘေးအန္တရာယ်နဲ့ဆင်းရဲတွေနဲ့ရင်ဆိုင်ရအတိုင်းရောနဲ့ကုညီထောက်ပံ့လေးရှိတယ်ဒါရောစွာပေးကမ်းစွန့်ကြဲခြင်းကိုအယောင်ဟပ်ပေးခြင်းဖြစ်ပါတယ်မေရတ်ခေမအားလုံးကိုကောင်းကြီးပေးပြီးကျမ်းမာခြင်းနဲ့တာယာဝါပြောခြင်းတို့အရှာပဲပေးနေပါတယ်ဖလကန်ဒီဗိမာန်တော်ထဲမှာရှိတဲ့တကိုးပြတဲ့ပြားတိုက်ကိုကျွန်တော်ကိုယ်တိုင်သွားရောက်ပြီးတော့လေ့လာဖူးမြင်ခဲ့တယ်အဲ့ဒီထဲမှာအရေးမတွက်နိုင်တဲ့များပြားတဲ့ရွှေနဲ့ငွေနဲ့ကုသခြင်းခံရတဲ့ဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပုံထုပြီးတော့လှုပ်ထားတဲ့အရာတွေပူဇော်ထားတာတွေကိုတွေ့ရတယ်ဒါတွေကနေ့စဉ်ဖြစ်ပျက်နေတဲ့တကိုးကိုတက်သေးခံတယ်ဒီလောကကြီးမှာဆရာဝန်တွေလက်လျှော့လိုက်တဲ့လူတွေဟာဒီဗိမာန်တော်ကြီးထဲမှာကုသခြင်းတွေရရှိကြတယ်ဒီနေ့ကျွန်တော်တို့လည်းပဲဒီနေရာမှာလာရောက်စုယုံကြပြီးတော့နိုင်ငံတော်အတွက်ကျွန်တော်မိသားစုအတွက်တူးစီအတွက်ဆုတောင်းနေကြတယ်ဒီနေ့ဧဝံဂေလိကျမ်းစာမှာဖော်ပြတဲ့မေတော်ကိုထောက်ရှုရင်ကျွန်တော်တို့ဟာမျှော်လင့်ခြင်းတနာကျင်နာခြင်းနဲ့ဒီနေ့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုများထဲမှာရှောက်လန်းရင်းနဲ့ခန္ဓာရည်စိတ်တွေမွေးမြူဖို့လည်းပဲအများကြီးလိုအပ်တယ်ဆိုတာခံစားရပါတယ်မေတော်ဟာသူမထမချင်းကတောင်းလျှောက်ခြင်းတွေကိုဘယ်တော့အခါမှညှင်းပယ်ခြင်းမရှိပါဘူးဖျားသခင်ရဲ့တကိုးတော်တွေနဲ့ကောင်းကြီးခံစားရတဲ့ဆိုတာမစုံမနစ်တဲ့ယုံကြည်ခြင်းတွေနဲ့ကြွေးကြော်သက်သေခံကြဖို့ကျွန်တော်ဒီနေရာမှာလာရောက်ပြီးတော့စုယုံကြတယ်ဧဝံဂေလိကျမ်းစာတွေထဲမှာတွေ့ရတဲ့အတိုင်းပဲမေတော်ဟာတက်တော်ရှင်စဉ်မှာထူးခြားတဲ့ဖြစ်စဉ်အချို့ကိုကျွန်တော်နည်းနည်းလေးထောက်ရှုရအောင်ပထမချက် The Magnificat Song of Hope Magnificat မျှော်လင့်ခြင်းတေးသခြင်းမေတော်မာရိယာဟာသူမရဲ့အမအဲလိဇဘက်တော်သွားရောက်တဲ့အခါမှာဒီတေးသခြင်းကိုတည်ဆိုခဲ့တယ်တန်လုကအခန်းကြီး1:46-55မှာမေရမာရိယာဟာဖျားသခင်ရဲ့ကြီးမြတ်ခြင်းနဲ့တနာခြင်းနဲ့ဆင်းရဲသားတွေနဲ့ဖိနှိပ်ခံရနေတဲ့သူတွေကိုကူမဖေးမဖို့ကယ်တင်ခြင်းတွေကိုအတိမပြုပြီးပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ဒီသခြင်းကိုဆိုခဲ့တယ်ဒီတေးသခြင်းကမြမပြည်သူပြည်သားတွေကျွန်တော်တို့နှလုံးသားတွေကခံစားချက်တွေကိုပဲ့တင်ထနေတယ်ဆင်းရဲခြင်းမတရားခြင်းနဲ့ဝေဒနာခံစားရခြင်းတွေဒဏ်အောက်မှာနေရတဲ့သူတွေရဲ့နှလုံးသားတွေကစကလုံးတွေကိုဖော်ကျူးနေတဲ့သခြင်းဖြစ်တယ်မေတော်ရဲ့ Magnificat တေးသခြင်းကဘုရားသခင်ဟာနှိမ့်ချတဲ့သူတွေကိုတတိတရားဖြစ်တယ်ဖိနှိပ်ခံရတဲ့သူတွေထူမားဖို့ရန်အတွက်စွမ်းအားတကိုးနဲ့လှုပ်ဆောင်နေတယ်ဆိုတာတတိယစေတယ်အဲကြောင့်မို့ကျွန်တော်စိတ်ဓာတ်မကြပါနဲ့ကျွန်တော်ရဲ့အနေအထားမှာဘုရားသခင်ရဲ့တရားမျှတခြင်းကိုယုံကြည်စိတ်မွေးမှုပြီးတော့ဒုက္ခဝေဒနာအမျိုးစုံရတဲ့လူတွေကိုထူမပေးဖို့ဖိတ်ခေါ်နေတယ်ဒုတိယ the visitation Mary's compassionate presence in time of need Elizabeth ထံသွားရောက်ခြင်းဟာအကူအညီလိုအပ်နေတဲ့သူထံတနာခြင်းနဲ့သွားရောက်တယ်ခုနကြားခဲ့တဲ့အတိုင်းပဲတန်လုကအခန်းကြီး1:39မှာမေတော်ဟာကလေးမျက်နှာမြင်ဖို့ပြင်ဆင်နေတဲ့ Elizabeth ထံအလင်းအမြန်အင်္ဂလိပ်လို in hasteမြန်ဆန်ဆန်ကိုကုညီဆောင်မခဲ့တယ်ဆိုတာဖော်ပြတယ်ကိုချိုးမငယ်ပဲနဲ့မေတ္တာရှေ့ထားပြီးတော့အစေခံခဲ့တဲ့မေတော်ရဲ့အပြုမူကမေတော်ဟာအကူအညီလိုအပ်နေတဲ့သူတွေပေါ်ထားရှိခဲ့တဲ့
တနာကျင်နာခြင်းနဲ့အစေခံခြင်းစိတ်တဘောကိုဖော်ပြနေတယ်မြန်မာပြည်နေရာအနှံ့ပြားမှာအကူအညီလိုအပ်လို့တောင်းခံနေတဲ့သူဒုနဲ့ဒီအများကြီးရှိတယ်မေတော်ရဲ့နမူနာကိုအတူယူပြီးတော့ဆင်းရဲဒုက္ခတဲ့လူနေတဲ့သူတွေကိုကူညီပေးဖို့ရတဲ့ကျွတ်တို့အားလုံးကိုဖိတ်ခေါ်နေတယ်ဝတ္ထုပစ္စည်းနဲ့ဖြစ်စေနှစ်သိမ့်ပေးတဲ့စကားနဲ့ဖြစ်စေတောကရောက်နေတဲ့သူတွေအနားမှာနေရာပေးခြင်းနဲ့ဖြစ်စေမေတော်ရဲ့အစေခံခြင်းစိတ်ဓာတ်မျိုးကိုကျွန်တော်တို့နမူနာယူခြင်းဖို့ရအတွက်လိုအပ်ပါတယ်အကူအညီလိုအပ်နေသူတွေအပေါ်မှာတတ်နိုင်သလောက်ရဲရောနဲ့ဝိုင်းဝန်းပံပိုးကူညီကြဖို့ဖိတ်ခေါ်နှိုးဆော်လိုပါတယ်ဒီတို့ရဲ့တရားရောခြင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေလို့လည်းပဲဆုတောင်းပါတယ်နံပါတ် 3 the wedding at Cana Mary's intercession as a miracle maker ကာနာမြို့လက်ထပ်ပွဲမေတော်ရဲ့စုပန်ခြင်းနဲ့ခရစ်တော်ဘုရားတကိုးပြုလုပ်တယ်ကာနာလက်ထပ်ပွဲမှာကျွန်တော်သိတဲ့အတိုင်းပဲစပည့်ရေကုန်သွားတဲ့အချိန်မိခင်တယောက်အနေနဲ့ပူပင်စိတ်နဲ့သူမရဲ့သားစီသွားပြီးသူတို့စီမှာစပည့်ရေမရှိတော့ဘူးစပည့်ရေအလဲမရှိတော့ဘူးလို့သွားပြောတယ်သူမရဲ့သားတော်သခင်ယေရှုရဲ့အစွမ်းအပေါ်မှာထားတဲ့ယုံကြည်ခြင်းကရေကိုစပည့်ရေဖြစ်နေပြောင်းပေးတဲ့တကိုးကိုဖြစ်ပေါ်စေခဲ့တယ်အချိန်မရောက်ပေမဲ့ဖြစ်ပေါ်ခဲ့တယ်မြန်မာပြည်ထဲမှာကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းငြိမ်းချမ်းခြင်းနဲ့နေ့စဉ်လိုအပ်ချက်တွေခံပြောက်ပြီးတဲ့နောက်ကွယ်သွားသလိုကျွန်တော်တွေ့ကြုံခံစားနေရလိမ့်မယ်မေတော်လိုပဲကျွန်တော်တို့ရဲ့ပူပင်သောကတွေကိုသခင်ယေရှုထံယူဆောင်သွားဖို့ရန်ကျွန်တော်တို့ကိုဖိတ်ခေါ်ပါတယ်အရာရာကိုပြုပြင်ပြောင်းလဲပြီးတဲ့နောက်စံသစ်ပေးနိုင်တဲ့တကိုးရှင်ခရစ်တော်ထံချီးကားကြပါစို့ကာနာမြို့မှာဂျားဝင်တောင်းလျှောက်ပေးတဲ့မေတော်ထံကျွန်တော်လည်းလိုအပ်တဲ့လိုအပ်ချက်များလာတဲ့အခါမှာချင်းကတောင်းလျှောက်ကြပါတယ်ကျွန်တော်ရဲ့တောင်းလျှောက်တာကိုသားတော်ခရစ်တော်ထံမှာအရောက်ပို့ပေးပြီးတော့သားတော်ကလည်းကျွန်တော်ကိုကောင်းကြီးပေးမယ်ဖြစ်ပါတယ်ဒီမှာသူတို့မျိုးဗယ်ကန်ဒီပွဲနေမှာတနေ့ကုန်ပဲတချို့ဆိုလို့ရှိရင်ဟိုဂိတ်ကနေပြီးတော့ဒီထီအောင်ဒူးထောက်ပြီးတော့မိုးရွာနေဘူးဒူးပွန်ဘာဖြစ်ပြီးနေတောင်းလျှောက်တယ်ယုံကြည်ခြင်းနဲ့ကြွေးကြော်တယ်အားရစရာကောင်းတယ်နံပါတ် 4 Mary on the way of the cross a mother's endurance ကားတိုင်းလမ်းထက်ကမေတော်ဟာမိခင်တူဦးရဲ့ခန္ဓာရည်စွမ်းခရစ်တော်ရဲ့ဒုက္ခစရိယာခံခြင်းမှာကားတိုင်းလမ်းကိုခရစ်တော်နဲ့အတူတူလျှောက်ခဲ့တဲ့မေတော်ဟာဒုက္ခခံတန်းနေရတာနဲ့လည်းအတူတူရှိနေတယ်ဆိုတာအကောင်းဆုံးသက်သေပြတယ်ယောဟန်ခန်းကြီး19:25ပရိပခါတွေတောင်းမှုဖြစ်စေထွက်ပြေးရတာတောင်းမှုပဲဖြစ်စေစစ်ရှောင်နေရတာကြောင့်ပဲဖြစ်စေကိုယ်တိုင်ရုန်းကန်နေရတဲ့အတွက်ကြောင့်ပဲဖြစ်စေကျွန်တော်အားလုံးဟာလေးလံတဲ့ကားတိုင်းတွေကိုထားနေကြတယ်လေးလံတဲ့ကားတိုင်းတွေကိုထားနေကြတယ်ကားစီလည်းမရှိချက်ဖို့ရစီရလည်းပဲခက်ခဲပြီးတော့ရေနဲ့ပဲချက်ပြီးတော့ပြုတ်ပြီးတော့စားနေရတဲ့လူတွေအများကြီးရှိတယ်ဒါရီအားလုံးကားတိုင်းနေဖြစ်တယ်မေတော်ဟာကားတိုင်းချေရင်မှာတိတ်ဆိတ်စွာနဲ့ရပ်နေခဲ့ပြီးတော့အဲ့ဒီအချက်ဟာမေတော်ဟာကျွန်တော်တို့ရဲ့ဒုက္ခဝေဒနာခံထမ်းခြင်းတွေမှာကုညီထောက်ပံ့ခြင်းနဲ့နှိမ့်သိမ့်ခြင်းတွေနဲ့ကျွန်တော်တို့တဲ့အတူရပ်နေတယ်ဆိုတာသက်သေပြတယ်ကျွန်တော်ရဲ့နာကျင်မှုတွေကိုနားလည်ပါတယ်အမောင်ထဲမှာရှောက်လန်းနေရတဲ့ကျွန်တော်တို့နဲ့အတူတူမေတော်ဟာလည်းပဲရှောက်လန်းနေတယ်
ယုံကြည်ခြင်းမှာမစုံမနစ်တဲ့စိတ်နဲ့ခိုင်မာတည်ကြည်ဖို့ရတဲ့ကျွန်တော်တို့ခွန်အားပေးနေတဲ့ဖိတ်ခေါ်နေတဲ့မြန်မာပြည်မှာမစင်စားနိုင်လောက်အောင်အခက်အခဲများနဲ့ရင်ဆိုင်နေရတဲ့မိခင်များစွာဟာကျွန်တော်တို့ရဲ့ဆုတောင်းမေတ္တာတွေကိုလိုအပ်နေတယ်။ကားတိုင်းခြေရည်မှာရပ်နေတဲ့မေတော်ဟာကျွန်တော်တို့ရဲ့မိခင်များကိုစိတ်နှစ်သိမ့်ခြင်းပေးပြီးတော့သူတို့နဲ့အတူတူရှိနေပါတယ်။ Number 5, Our Lady of Valangani, a beacon of hope for peace. Valangani မေတော်ငြိမ်းချမ်းရေးအတွက်မျှော်လင့်ခြင်းရဲ့အလင်းတန်းဖြစ်တယ်Valangani မေတော်ပွဲတော်ကိုကျင်းပနေကြရင်ဒီတစ်ခုကိုသတိရကြရအောင်မေတော်ဟာValanganiမှာရှိနေကြတဲ့လူတွေရဲ့အသက်တာမှာဆိုလို့ရှိရင်ပါဝင်ဆောင်ရွက်ပေးတယ်လို့ကျွန်တော်မြန်မာနိုင်ငံမှာရှိနေကြတဲ့သူတွေရဲ့ဘဝထဲမှာလည်းပဲဝင်ရောက်ပြီးတော့ဆောင်ရွက်ပေးနေတယ်မေတော်ရဲ့ Magnificat သခြင်းကဖျားသခင်ရဲ့မြတ်တာခြင်းကိုယုံကြည်ဖို့ကျွန်တော်တို့ကိုသင်ကြားပေးနေတယ်။ Elizabeth ထံသွားရောက်ခြင်းကအစေခံတတ်ဖို့ကျွန်တော်တို့ကိုလမ်းပြတယ်။ကာနာလက်ထပ်ပွဲမှာဂျားဝင်ဆုတောင်းပေးခြင်းကကျွန်တော်တို့ရဲ့လိုအပ်ချက်များကိုသခင်ယေရှုထံမှာသယ်ဆောင်သွားဖို့ရန်အတွက်ကျွန်တော်တို့ကိုခွန်အားပေးနေတယ်။ကားတိုင်လမ်းကိုအတူလျှောက်ခဲ့တဲ့မေတော်ဟာဒုက္ခခံထားနေရတဲ့ကျွန်တော်တို့ဟာတယောက်တည်းမဟုတ်ဘူးဆိုတာအာမခံချက်ပေးနေပါတယ်။ Emulating Mary's compassion in Myanmar မြန်မာနိုင်ငံမှာမေတော်ရဲ့ကျင်နာသနာခြင်းကိုအတူယူခြင်းကျွန်တော်ရဲ့ပတ်လည်ကိုကြည့်လိုက်ရင်ကုသခြင်းကိုလိုအပ်နေတဲ့သူအများကြီးကိုတွေ့နိုင်တယ်ဒီခန္ဓာကိုယ်ကုသခြင်းနာမကပဲနဲ့စိတ်ခံစားချက်ပိုင်ရာဆိုင်ရာနဲ့ဝိညာဉ်ရေးဆိုင်ရာကုသခြင်းကိုလိုအပ်နေသူအများကြီးရှိတယ်အနောက်တိုင်းမှာလူမေတော်ကကုသပေးနေသလိုအရှေ့တိုင်းမှာValangani မေတော်ဟာလည်းပဲမရေမတွက်နိုင်တဲ့ကုသတဲ့တကိုးလက္ခဏာတွေပြုလုပ်နေလျက်ရှိတယ်လိုအပ်နေတဲ့သူတွေကိုကူညီပေးခြင်းအတိရောက်နေဒုက္ခရောက်နေတဲ့သူတွေအတွက်ဆုတောင်းပေးခြင်းနဲ့ကျွန်တော်တို့တူးစီဟာလည်းပဲကုသပေးသူဖြစ်နိုင်ပါတယ်ဆင်းရဲသားတွေမကြမ်းမမာဖြစ်နေတဲ့သူတွေဒုက္ခရောက်နေသူတွေထဲမှာခရစ်တော်ကိုမြင်တွေ့နိုင်ပြီးတဲ့နောက်လူမျိုးအစဉ်ဆက်ပေါ်မေတော်ထားရှိခဲ့တဲ့တနာခြင်းကရုဏာနဲ့တုံ့ပြန်ပြီးတဲ့နောက်ဆောင်ရွက်ပေးဖို့ရန်အတွက်မေတော်ထံတောင်းလျှောက်ကြဖို့နောက်ဆုံးအနေနဲ့ A prayer for Myanmar မြန်မာပြည်အတွက်ဆုတောင်းခြင်းမေတော်ရဲ့တက်တော်စင်အပေါ်မှာထောက်ရှုတဲ့နောက်ကျွန်တော်တို့ရဲ့နှလုံးသားများဟာမေတော်ထံပူဇော်ပြီးတော့Valanganiမေတော်ထံဆုတောင်းကြရအောင်ကျွန်တော်တို့ရဲ့နိုင်ငံသူနိုင်ငံသားများအပေါ်ငြိမ်းချမ်းခြင်းတရားမျှတခြင်းနဲ့ကောင်းမြတ်ခြင်းတို့ကိုပေးသနာပါမယ့်အကြောင်းကျွန်တော်တို့နိုင်ငံတော်အတွက်လည်းပဲဆုတောင်းပေးကြရအောင်ဧဝံဂေလိတရားတော်မှာအခြေခံတဲ့စံနှုန်းများကိုတန်ဖိုးထားပြီးဘဝအတွက်ဆုံးဖြတ်ချက်များချနိုင်ရန်မေတော်ဟာကျွန်တော်တို့ကိုကူညီဆောင်မပါစေကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာခရစ်တော်ရဲ့မေတ္တာတော်ကိုသယ်ဆောင်သူများဖြစ်နိုင်ပါစေသခင်ယေရှုကလူများစွာကိုကုသပေးတဲ့ပွဲတော်လူများရဲ့မျက်ရည်ကိုငြိမ်းချမ်းခြင်းနဲ့ကြည်အေးသင့်မြတ်ခြင်းစပြည့်ရည်အဖြစ်ပြောင်းလဲပေးတဲ့ပွဲတော်ကားတိုင်းပေါ်မှာဒုက္ခခံတော်မူတဲ့ခရစ်တော်ဟာကျွန်တော်တို့ရဲ့နာကျင်မှုများကိုနားလည်ပေးပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ဒဏ်ရာဒဏ်ချက်များကိုကုသပေးတဲ့ပွဲတော်မင်္ဂလာပေါင်းခါညောင်းတဲ့ပွဲတော်ဖြစ်ပါစေလို့သင်တို့ကိုနှုတ်ခွန်းဆက်ပါတယ်နှလုံးသားတိုင်းငြိမ်းချမ်းခြင်းရှိပါစေ
ငြိမ်းချမ်းခြင်းသခင်မဟာလည်းသင်တို့အရောက်စီတိုင်းကိုကုသပေးပြီးတော့သင်တို့ရဲ့မိသားစုနဲ့သင်တို့ကျွန်တို့ရဲ့နိုင်ငံတော်အားငြိမ်းချမ်းသာယာဝပြောခြင်းဆောင်ပေးပါစေဤကမောင်နှမတို့သားသမီးတို့ဖလကန်ဒီမေတော်ပွဲကျင်းပရင်ကျွန်တို့ရဲ့ယုံကန်ရှင်သန်နေရခြင်းမှာကျွန်တို့တယောက်တည်းယုံကန်နေရတာမဟုတ်ပါဘူးမေတော်ဟာကျွန်တို့နဲ့အတူတူရှိတယ်ဆိုတာယုံကြပါယုံစမ်းပါမေတော်ဟာကျွန်တို့နဲ့ရှိနေတယ်နေ့စဉ်နေ့တိုင်းသားတော်ထံမှာကျွန်တို့အတွက်ဆုတောင်းပေးနေတယ်နိုင်ငံတော်မြန်မာနိုင်ငံတော်အတွင်းမှာစိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်ရင်းနဲ့မေတော်ကိုယုံကြည်အားကိုးကြရအောင်မေတော်ကျွန်တို့ကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးဆိုတာသိမှတ်ကြရအောင်ဖလကန်ဒီကလူတွေကိုကျွန်တို့သိလည်းပဲလူတွေလိုပဲကျွန်တို့သိလည်းပဲမေတော်ရဲ့တကူကြီးတဲ့ဂျားဝေဆုတောင်းပေးခြင်းကိုခံစားရပါစေတည်လွင်သောအာမန်နဲ့တနာကျင်နာခြင်းနဲ့မျှော်လင့်ခြင်းတို့နဲ့ကျွန်တို့ရဲ့ယုံကြည်ခြင်းကိုရှင်သန်နိုင်ကြပါစေအာမင်